အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့အဝါစာအသားကင်ဘူဖေးတောဆွဲမှာဖြစ်ပါတယ်ဆိုတော့ budget အနေထားမှာဘယ်လိုဆွဲရမလဲဘယ်လိုတန်အောင်စားရမလဲဆိုတော့ဒီနေ့မှာပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရွေးချယ်ထားတဲ့ဆိုင်လေးကတော့ရာလူကီပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဆွဲဖို့သွားကြပါမယ်အမှန်ကန်ဆွဲမှာဖြစ်တဲ့တော့အဆုံးထိကြည့်ပေးကြဖို့လည်းပြောချင်ပါတယ်ခင်ဗျာချိန်ကြီးမဆွဲဘဲသွားလိုက်ကြအောင်ဆိုကျွန်တော်အခုကတော့ဆိုင်ထဲကိုရောက်ပါပြီဒီနေ့အတွက်ရွေးချယ်ခဲ့တဲ့ course လေးကတော့3000ကျော်ရန်ပေါ့နော်ဒီမှာစီးလေးရေးပေးထားမယ်အဲ့ဒါလေးကိုရွေးချယ်လိုက်တယ်တောက်စရာတော့မတောက်ဘူးရေးပဲတောက်မယ်ဆိုတော့လောလောဆယ်တော့ကျွန်တော်တို့ဒါလေးကနေမှားရမယ်ဒီ3000ကျော်တဲ့ course မှာဆိုရင်ကျွန်တော်တို့ဒါကိုရင်နေတန်းဆိုတာရှာပေးပြောတာအဲ့ရှာကိုကျွန်တော်3ခုရေးမှာပါမယ်ပြီးတော့ roast ထားတဲ့ sauce နဲ့ပေါ့နော်ဒါကိုလည်း2ခုမှာပါမယ်လောလောဆယ်တစ်ခုဒီမှာပြင်ဒါလေးနေ salad မှာပါမယ်ဒါမှာပါမယ်ဒါတစ်ခုမှာ nori လဲလို့ပါ nori ဆိုတာကတော့ကျွန်တော်ချင်းကြီးပဲဖြစ်ပါတယ်ဒါကိုတစ်ခုစီမှာပါမယ်ကင်ချီပြီးတော့ရင်ကျွန်တော်တို့ထမင်းစားပါမယ်ထမင်းကတော့စားရပါမယ်ဘာလို့ဆိုမိမိကအမြဲတမ်းထမင်းစားဖို့မှာထားလို့ပါရှင်းနဲ့ဆွဲပါမယ်ဆိုတော့စောင့်ကြပါမယ်ရောက်တဲ့ဒီရာဒီပြားနဲ့လာဆိုတော့သူနေရတာပြန်တော့ရှာပဲဖြစ်ပါတယ်တန်းဆိုရယ်ဒီရှာလေးကိုအပြားလိုက်ပြီးဝိုင်းလိုက်တီးထားပဲဖြစ်ပါတယ်ခင်ဗျာတော့ဒီနှစ်ခုပဲစားလိုက်ဒါတော့ရှီယိုထားတယ်ဆိုရယ် sauce နဲ့ပဲဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော် squid ပေါ့နော်ပြည်ကြီးငါးရဲ့ဟိုတက်တဲပေါ့နော်ဟိုတက်တဲဆိုတာမြန်မာလိုဒီလိုခေါ်ပါတယ်ရော့တဲ့မကန်နီကုံသွားပြီဆိုရင်ခုနာတိုင်းပုံစံနဲ့ထပ်မအောင်ပြောချင်ပါတယ်အဲ့ဒါတော့အကောင်းဆုံးပါโอเคရပြီဆိုကျွန်တော်တမင်ရတော့ကုန်ပြီတပွဲပဲစားမှဖြစ်ပါတယ်ဒီကြမ်းလို့ရင်ဒါမျိုးကျူးတော့တတ်ပါတယ်ဒါမျိုးဆိုရင်မစားပါနဲ့ပြင်စားဖြစ်တတ်ပါတယ်Round 3. We must stay focused, brothers. တခုပြောပြချင်တာအခုကျွန်တော်ယူတဲ့ course မှာဆိုရင်ကျွန်တော်ဒီဒါမျိုးတွေအဲ့လိုမျိုးရှောက်မမာနဲ့ပေါ့နော်ဘာလို့ဆိုဈေးလဲချိုတာဖြစ်တဲ့အတွက်ဒီ course မှာကဒီကျွန်တော်ပြောတဲ့3ခုပဲတော်တော်အရသာရှိရတယ်ပါပေါ့ကောင်းလားမဟုတ်စားလို့မရဘူးလားမဟုတ်ရတယ်ဒါပေမဲ့กินလိုက်တဲ့ချိန်မှာအရန်ပါတဲ့အပြင်အစီတွေပါတာဖြစ်တဲ့အတွက်ဘရိုအများကြီးမစားနိုင်ခင်မှာပေါ့နော်အဲ့လိုအစီနဲ့ဝပြီးတော့ဤသွားလိမ့်မယ်ပေါ့နော်အဲ့ဒါလေးတတိထားဖို့လိုပါတယ်ဒီဝက်သားတို့ပါလို့ဆိုရင်ဤတယ်ပေါ့နော်ဒီမှာအတောက်စရာလည်းဘရိုတောက်ချင်ရတယ်အဝါတောက်ကမှ1000ကျော်လောက်တော့ရှိပါမယ်စိုင်းကြော်ညာမဟုတ်ပါဘူးကျွန်တော်ပြောပြတာပဲဖြစ်ပါတယ်ကိစ္စနဲ့ကိုစားတာပါကျွန်တော်အကြိုက်ဆုံးပြောရရင်တော့ရှားပေါ့နော်ရှားအဲ့လိုရန်စားလို့ကောင်းတယ်ကျွန်တော်ထပ်ပြောပါမယ်ဂိုင်းမစားပါနဲ့ဒါကင်မရာမန်ပေါက်လို့ပဲရှောက်မှာတာပါမကောင်းပါဘူးသူမသိလို့မှာတာဖြစ်ပါတယ်ရှားချောင်းလိုက်ကြီးကိုအပြားကြီးတွေလှုပ်ထားတာဗျအဲ့လိုမျိုးဆိုတော့ပြောပြမတက်အောင်လို့မိုက်ပါတယ်ဘရာသာတို့ဒီလိုမျိုးกินတဲ့အကင်ပန်းတွေဒါဒီချောင်းတွေပေါ့နော်ချောင်းတွေကိုกินတဲ့အချိန်မှာဟုတ်တယ်အသားစိမ်းတွေကန်ပြီးกินပေမဲ့ကြက်သွားတဲ့ဟာတွေတော့ဒါနဲ့မယူတာကောင်းပါတယ်အသားစိမ်းမှာဘက်တီးရီးယားတွေပါညာတွေပါတယ်ပေါ့နော်ကြက်သွားတဲ့အသားတွေဆိုရင်တော့ကျွန်တော်သူနဲ့ယူလိုက်တာကောင်းဆုံးပါခင်ဗျာround 4ရောက်လာပြီ round 9မှာရှာရင်စားရပါတယ်ရိုးဒီလိုအမဲသား rose ရဲ့ဤသွားတဲ့ဟာကိုကျွန်တော်ရှာနဲ့ပြင်ဖြေလိုက်ဆွဲလိုက်ရှာနဲ့ပြင်ဖြေလိုက်ဆွဲလိုက်ဆွဲရတာပေါ့နော်ကျွန်တော်ကိုယ်ပိုင်နီးလန်းပေါ့နော် char first char ဆွဲပါ Yeah, boy. Round 4. Okay ဆိုတော့ကျွန်တော် dessert time ကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာတဲ့အနေနဲ့ကကျွန်တော်ယူလာတာကတော့ strawberry ရယ် Hokkaido cheese cream ပေါ့နော်ကျွန်တော်အရင်ငယ်တော့အကြောင်းရှိမှစားတယ်လို့မျိုးကားလေးနဲ့ပေါ့အဲ့လိုမျိုး strawberry လေးတကယ်ဒါကတော့ဒီ chocolate pudding ရယ် coffee jelly ရယ်နောက်ထပ်ဒါကတော့တနက်တီးပါတယ် mochi ပါတယ်ပြီးတော့အသီးစိတ်လေးပါတယ်ပဲစီလေးပါတယ်ပေါ့နော်ဟိုဆိုင်ပိတ်တော့မှမလို့ရှင်းစားနေရပါတယ်ဒီ strawberry ရဲ့ရတာလေးကကျွန်တော်ချင်းချူလေးနဲ့အေးပြတဲ့ရတာလေးဖြစ်ပါတယ်ခင်ဗျာ chocolate ရတာလေးကဘယ်လိုရှိလဲဆိုတော့မချို့ပါဘူးဂျပန်မှာရှိတဲ့ဒီ
ရေခဲမုတ်ပဲဖြစ်ပါဖြစ်အချိုမုတ်အမှန်တည်းများကအဲ့လောက်ချိုးတဲ့ထဲမှာပါပါဘူးစိမ့်စိမ့်လေးနဲ့ဒီတကယ်ကိုအချိုရဲ့ပါဝင်စားကညီမျှတဲ့အထဲမှာပါတယ်ပေါ့နော်တော့ကြည့်စရတာပါချင်းလေးနဲ့ခရစ်အနံ့လေးမလိုက်အနံ့လေးရပါတယ်ရေခဲမုတ်ကတော့ကျွန်တော်ကြိုက်တဲ့ဟာကိုရေးပြီးတော့စားဖို့ပြောချင်ပါတယ်ခင်ဗျာစားနေရမှာကတော့ကျွန်တော်ပြောတဲ့၃ခုကိုမင်းစားကြည့်စေချင်ပါတယ်ဘာလို့ဆိုတော့ဒီ mid range မှာဒီ course မှာကဒီကောင်တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ကဲနောက်ဆုံးတစ်လုပ်ပဲဖြစ်ပါတယ်အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like button လေးကိုလည်းနှိပ်ပေးတော့ကြအောင်ပြောချင်ပါတယ်ဒီဗီဒီယိုပေါ်မှာဘယ်လိုမြင်လဲဆိုတာကို comment မှာရေးသွားပေးလို့ရပြီးတော့နောက်ထပ်ကြည့်ချင်တဲ့ဗီဒီယိုပုံစံရှိရင်လည်း comment မှာရေးပေးခဲ့ကြလို့ရပါတယ်ဒီ channel လေးမှာဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကိုတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် Fineset မှာတနင်္လာနေ့လောကမြင့်မြင့်နဲ့အလုပ်လုပ်ချင်တယ်ဆိုရင်တော့ဒီ description မှာချပေးထားတဲ့ link ကနေတစ်ဆင့်ဒါမှမဟုတ်ဒီ QR code ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းလို့ရပါတယ်ဒီ line ကောက်လေးမှာ interview reservation လုပ်နည်းနဲ့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများအား update လုပ်ပေးသွားပါမယ်ခင်ဗျာအားလုံးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်